နိုင်ငံတနေရာမှာတော့ယာနဲ့ချီဘဘူးလက်ရာတွေက on mine နေတော်ကြရဲမှာညီတက်စွာလဲလျောင်းနေကြပါတယ်။ဆယ်စုနှစ်များစွာကြာအောင်လို့မလို့ဒီဘဘူးလက်ရာတွေရှိလို့ရှိမယ်တော့မှဘသူမှသိရပုံလည်းမပေါ်ပါဘူး။အစိမ်းရောင်ရင်းကြီးဖုံးလန်းနေတဲ့အမျိုးမျိုးသောအသက်နဲ့အရွယ်အစားတွေရှိရဲ့ပုံတံရှိရဲ့ရုပ်ထုတွေကိုလည်းတွေ့ရလိမ့်ရှိပါတယ်။ဒီရုပ်ထုတွေကိုဖန်တီးထားတဲ့ဖန်တီးရှင်ကတော့တစ်တော်ရဲ့အနီးအနားမှာရှိတဲ့မြို့ငယ်လေးမှာနေထိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီရုပ်ထုတွေကိုတစ်တော်တနေရာမှာဖန်တီးသွားခဲ့ရဆိုတော့ကိုတော့သူတည်ဆုံးသွားခဲ့တဲ့အထီအောင်မှဘသူမှမသိခဲ့ပါဘူး။သူရဲ့နာမည်ကဘင်မိုရော့ကနေဖြစ်ပြီးတော့သူကသာမစိတ်ရလို့သားတူလည်းဖြစ်ပါတယ်။သူကအသက်16နှစ်ကနေစပြီးတော့အသက်42နှစ်တိကြာအောင်လို့မှစက်ကိုစိတ်ရုံမှာအလုပ်လုပ်ခဲ့ပြီးနောက်တစ်ဆယ်မှာတော့ကွယ်လွန်သွားခဲ့ပါတယ်။သူတလုံးနေထိုင်ခဲ့မြို့လူရောင်မှာသူ့ကိုသာမစိတ်ရလို့သားတူလို့ပဲထင်ခဲ့ကြတာပါ။မနက်ဆိုလို့ရှိရင်အလုပ်သွားတယ်ညနေဆိုလို့ရှိရင်သူ့ရဲ့အိမ်ရှိရဲ့မွေးမြူရေးချန်လေးရဲ့ကိုဒီဇိုင်းမဲ့ပြန်လာတက်ပြီးတော့အိမ်အတွက်လိုတဲ့ပစ္စည်းတွေနဲ့အစားအသောက်တွေကိုဝယ်ရကလွဲပြီးတော့တခြားနေရာတွေကိုဒီဇိုင်းမဲ့သွားတဲ့ရဲလို့လည်းမရှိပါဘူး။ဘင်မိုရော့ကနေဆိုလို့ရှိရင်သူ့ရဲ့ channel ဆက်ဆက်နေတဲ့တော်လေးရဲ့မှာသူ့ရဲ့အားလက်ချိန်တိုင်းလို့ကုတ်ဆုံးနေခဲ့တာကိုသူကလည်းဘယ်သူမှမသိခဲ့ပါဘူးမြို့ရဲ့အရှိမီနောက်ပြီးတကြီးတူကတော့ဘင်မိုရော့ကနေသူ့ရဲ့ပထမဆုံးရတဲ့လစာကိုပန်နီစီတွေနဲ့ဘီလက်မီတိတ်ကိုဝယ်သွားခဲ့လို့ဆိုပါတယ်ခမန်းချေအရာဆိုလို့ရှိရင်အဲ့ဒီအချိန်ကလေးကဘဘူးရုပ်တွေကိုစပြီးပြုလုပ်နေခဲ့တာဖြစ်ပါလိမ့်မယ်ဘဘူးရုပ်တွေထဲမှာဆိုလို့ရှိရင်မိသားစုလိုက်ရုပ်ထုအစုလိုက်ပုံတွေကိုတွေ့ရမှာဖြစ်တယ်လို့တခြားအဝတ်မရှိရောဂါကစားနေရှိရုပ်ထုတွေကိုလည်းယာနဲ့ချီတွေ့ရမှာဖြစ်ပါတယ်ဘင်မိုရော့ကနေဘဘူးပညာပြီးလို့ရှိရင်သူစိတ်ဝင်စားတဲ့အရာတစ်ခုကတော့ယောဂကစားတာပဲဖြစ်ပါတယ်အခုခါမှာတော့ဘင်မိုရော့ကနေရဲ့ဘဘူးလက်ရာတွေယာနဲ့ရှိရှိရဲ့နေရာကိုဘင်မိုရော့ကနေ capture current ဆိုပြီးတော့ကဘာလက်ခီးသားတွေကိုဆက်ဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လဲရှိနေပါတယ်တနည်းကိုလည်းခီးတဲ့ဘာက2500ထက်မနည်းပဲနဲ့ဒီယူရင်ကိုလာရောက်လဲပက်လိရှိပါတယ်ဘဘူးလက်ရာတွေကိုခန်းစားဖို့တာမကဘဲနဲ့စစ်စစ်စုံနဲ့ online နေတဲ့တော်ပို့ဖို့ကြောင့်မလို့မျိုးပြကနေပြီးထပ်ပြေးကျင်တဲ့လူများကိုအဓိကဦးစားပေးနေရာတစ်ခုဖြစ်လဲကျရှိနေပါတယ်ဒီသားတွေကစစ်စစ်ချက်အရာကတော့လူသားအစစ်တွေဖြစ်ပြီးတော့ဘာကြောင့်တတ်ထားရတာလဲဒီသားတွေကိုဘယ်ကရတယ်လဲဆိုတာကလူဝဲတဲဖို့ပြီးကျရှိနေရတယ်ဖြစ်ပါတယ်တချို့ပြောကြားချက်တွေအရာကတော့လူပါနေတဲ့အချိန်မျိုးမှာရုပ်ထုတွေနောက်ကဖော်ပြလို့မရတဲ့စကားအတန်တွေဒီတို့အတန်တွေကိုခဏခဏကြားရကြအောင်လည်းတက်တယ်တွေကလည်းရှိနေပါတယ်